နိုင်ငံတော်ကျန်းမာရေးအာမခံမှာစည်ရင်းသွင်းထားပါသလားဒီမှာကျန်းမာရေးအာမခံရှိရင်ကုန်ကျစရိတ်နည်းနည်းနဲ့ကုသမှုခံယူနိုင်ပါတယ်ကျန်းမာရေးအာမခံအတွက်စည်ရင်းသွင်းတာကရိုးရှင်းပါတယ်ကျန်းမာရေးအာမခံဆိုတာစေယုံကုန်ကျစရိတ်တွေကိုကာမိအောင်အစိုးရကကူညီပေးတဲ့စနစ်တစ်ခုပါကျန်းမာရေးအာမခံမှာစည်ရင်းသွင်းထားရင်ကြားနာတဲ့အခါဒါမှမဟုတ်ဒဏ်ရာရတဲ့အခါစေယုံကုန်ကျစရိတ်ကအများကြီးသက်သာပါတယ်နိုင်ငံသားတွေဟာကိုရီးယားနိုင်ငံသားတွေလိုပဲတူညီတဲ့အကျိုးခံစား권တွေရရှိပါတယ်ကိုရီးယားမှာအလုပ်လုပ်တဲ့အခါကျန်းမာရေးအာမခံမှာစည်ရင်းသွင်းရပါမယ်ကိုရီးယားမှာနေတာ6လကျော်ပြီးလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတင်သွင်းရင်ကျန်းမာရေးအာမခံအတွက်စည်ရင်းသွင်းနိုင်ပါတယ်ကုမ္ပဏီတစ်ခုမှအလုပ်လုပ်ရင်ကုမ္ပဏီကကျန်းမာရေးအာမခံမှာတင့်ကိုစည်ရင်းသွင်းပေးပြီးအာမခံကြီးရဲ့တစ်စိတ်တစ်ပိုင်းကိုပေးဆောင်ပါတယ်ကုမ္ပဏီတစ်ခုမှအလုပ်လုပ်မနေရင်ကိုယ်တိုင်စည်ရင်းသွင်းပြီးအာမခံကြီးပေးဆောင်ရပါမယ်အာမခံကြီးကတင့်ဝင်ငွေအဆင့်အပေါ်မူတည်ပါတယ်အာမခံကြီးမပေးရင်စေကုသစည်းအတွက်ရှော့စည်းမရတယ်လို့ဗီဇာသက်တမ်းလည်းတိုးလို့မရပါဘူးကျန်းမာရေးအာမခံရှိရင်စေကုသမှုဆိုင်ရာအကျိုးခံစား권ရရှိပါတယ်ပုံမှန်ဆေးစစ်မှုတွေကိုကုန်ကျစရိတ်နည်းနည်းနဲ့ရယူနိုင်ပြီးတစ်ဈေးုံကျတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုပဲပေးဆောင်ကြပါမယ်ဈေးတွေကိုလည်းလျှော့ဈေးနဲ့ဝယ်ယူနိုင်ပါတယ်အဖြစ်မနေလိုအပ်တဲ့ကုသမှုတွေနဲ့ဆေးစစ်မှုအများစုကိုကျန်းမာရေးအာမခံကငွေကြေးထောက်ပံ့ပေးပါတယ်ချွင်းချက် LASIK လပဆိုင်ရာခွဲစိတ်မှုရွှေသွားတက်မှုနဲ့အဆင့်မြင့်ဈေးုံအခန်းကတွေအတွက်ကုန်ကျစရိတ်အပြည့်စုံကိုတင်ပေးဆောင်ရပါမယ်အလောက်ကတင်ထွက်တဲ့အခါဒေသနာရစည်ရင်းသွင်းသူအလိုလျောက်ဖြစ်လာပါမယ်ဒီမသေးချာဖြစ်နေရင်တိုင်ပင်ဆွေးနွေးရန်ဖုန်းလိုင်းကိုခေါ်ဆိုပြီးမေးမြန်းပါအခမဲ့စီကံတွေမှာကျမကြီးအာမခံမရှိဘဲနဲ့ပြသနိုင်ပေမဲ့အချိန်တော်ကြာစောင့်ရနိုင်ပါတယ်ဒီဘကရွှေ့ပြောင်းနေထိုင်သူတွေလည်းကျမကြီးအာမခံမှာစည်ရင်းသွင်းထားတင်ပါတယ်တင်လာတာအာမခံကြီးကိုပေးဆောင်ပါစေယုံသွားတဲ့အခါတင့်အန်တီကတ်နဲ့ကျမကြီးအာမခံကတ်ကိုယူဆောင်လာပါကျမကြီးအာမခံနဲ့တင်လိုအပ်တဲ့စောင့်ရှောက်မှုကိုရယူပါကိုရီးယားမှာနေထိုင်စဉ်ကျမကြီးအာမခံမှာစည်ရင်းသွင်းပြီးတင့်ကျမကြီးကိုကာကွယ်ပါ